မင်္ဂလာပါခင်ဗျာပရလောကဖြစ်မှန်ဇလံကောင်းများပြောပြတင်ဆက်ပေးရမယ့်ချိန်ကိုရောက်ရှိလို့လာခဲ့ပြန်ပြီဖြစ်ပါတယ်အခုဒီကောင်မှာနားဆင်ရမယ့်ဇလံကတော့ဖြစ်မှန်ဇလံကောင်းတစ်ပုဒ်ဖြစ်တဲ့ဖုတ်ပရင်ဝင်ပူးခံရသူဆိုတဲ့ဇလံကိုပြောပြပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့မြန်မာ Top Entertainment Channel လေးကို Like and Subscribe လေးလုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာဖုတ်ပရင်ဝင်ပူးခံရသူဆိုတဲ့ဇလံတွေကဇက်ကောင်များကိုအတန်အတွက်အသက်သွင်းပြီးတော့ပုံဖော်တင်ဆက်ပေးသွားမှာဖြစ်လို့အားလုံးပဲအချိန်ခဏလောက်ပေးပြီးနားဆင်ပေးကြပါဦးခင်ဗျာတနေ့တိုင်းတဝဲမြို့ကပူရွာတဝဲမြို့နောက်ဘက်ကမ်းမရှိတဲ့ရွာငယ်လေးတရွာဖြစ်ပါတယ်ကပူရွာနဲ့ခလန်းလန်းတောင်ကုန်းတစ်ခုပေါ်မှာရိတ်ခက်လက်ရနှစ်ထပ်ပြင်းအောင်အိမ်ကြီးကရေနံကြီးနိုင်တုတ်ထားခြင်းကြောင့်မဲပြောင်စွာရှိနေလျက်ပါတောင်တစ်ခုလုံးတီးပင်စားပင်ကြီးများညောင်ကုတ်ကိုပင်လုံးအရေးရပင်ကြီးများကြောင့်စိမ့်ဆိုးစွာနဲ့နွေရာသီကာလများမှာပဲအပူဒဏ်တက်တာတဲ့နေရာမျိုးလေးဖြစ်ပါတယ်ခြံရှိလမ်းမကြီးရှိနေပြီးမိုင်90ခန့်အိမ်နဲ့ဝေးပါတယ်ကားလိုင်းတစ်ဖက်ချမ်းတဝဲမြေပေးမှာပဇွန်ဆိုင်ရုံရှိနေကတခြားသောလူနေအိမ်များရှိမနေပါဘူးတောင်ကုန်းပေါ်မှာနှစ်ထပ်အိမ်ကြီးပိုင်ရှင်မြေမှာဖိုးကုန်းလို့အမည်ရပြီးကောင်းစီခေတ်ကာလချင်းကကျေးရွာအုပ်ချုပ်ရေးမှုတယောက်လုပ်ခဲ့ဘူးသူတယောက်ဖြစ်ပါတယ်မိမဖြစ်သူမှာသားငယ်9နှစ်သားအရွယ်မှာဆုံးပါသွားခဲ့ပြီးသားသမီး9ယောက်ရှိပြီးတော့သား4ယောက်သမီး3ယောက်ရှိပြီးအကြီးဆုံးကယောက်ျားလေးဖြစ်ကအသက်ပင်40နီးပါးရှိနေပြီဖြစ်ပါတယ်အကြီးဆုံးသားအောက်မှာသမီး3ယောက်ရှိနေပြီးအားလုံး30ကျော်အရွယ်များဖြစ်ကြပါတယ်သူတို့အောက်မှာတော့ယောက်ျားလေး3ယောက်ရှိနေကထို3ယောက်ထဲမှာအကြီးဆုံးမှာ25နှစ်အရွယ်သူအောက်မှာ2ယောက်က19နှစ်အရွယ်များဖြစ်ကြပါတယ်ဒါချင်းနဲ့သမီး3ယောက်မှာအိမ်အောင်ကြပြီးကိုစီအိမ်ခွဲသွားကြသလိုအငယ်ဆုံးသား2ယောက်ကလည်းထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေကြရာအိမ်မှာဥဖိုးကွန်းနဲ့နိုင်ဝင်းတို့သားဖ2ယောက်သာကြံ့ရစ်နေခဲ့ကြပါတယ်ဥဖိုးကွန်းမှာအသက်65နှစ်ကျော်စားပင်ရှိနေပေမဲ့လည်းငယ်စဉ်ကလေးကပင်စိတ်မြန်လက်မြန်ရှိသလိုကျမကြီးကောင်းသူမို့ခလန်းလန်းအရက်မှာရှိတဲ့ရွာတွေကိုတယောက်တည်းတောင်ဝင်းတစ်ချောင်းနဲ့မကြခဏသွာလာနေသူဖြစ်ပါတယ်ဥဖိုးကွန်းဟာဟိုးရခင်ကပစ္စည်းဥစ္စာကျွဲဝါပြီးကောင်းကောင်းနေကောင်းကောင်းစားတတ်သူတယောက်ဖြစ်ကထိုချိန်ကကိုပိုင်မီးဆက် TV အိမ်တိုင်းမဝယ်နိုင်ကြသိပြီးမဲ့ဝယ်နိုင်သူစင်းထဲမှာဥဖိုးကွန်းပါပါတယ်အတွင်းမျက်စိလေယာမြေများမှာအိမ်အောင်ကြသားသမီးများကိုခွဲဝေပေးလိုက်တာကြောင့်ဘာမှမရှိတော့ပေမဲ့လည်းထိုင်းရောက်နေတဲ့သားငယ်နဲ့ပို့ပေးနေတဲ့ငွေနဲ့အစင်းပြေးစွာစားတော့နေနိုင်ခြင်းဖြစ်ပါတယ်။နိုင်ဝင်းမှာဖခင်ကြီးနဲ့အတူနေထိုင်ရင်လမ်းတစ်ဖက်ပစွန်ဆက်ရုံမှာအလုတ်လုတ်ဝင်နေရမှဘဝတူအလုတ်သမားလေးချူမြင့်နဲ့ချစ်ကြိုက်ကအိမ်အောင်ပြုတ်လိုက်ကြပြီးညကစအိမ်ခွဲနေရအစင်မပြေတာကြောင့်ဖခင်ကြီးအိမ်မှာပင်ဆက်နေပြီးတော့လင်မယားနှစ်ယောက်ပစွန်ဆက်ရုံမှာအလုတ်ဆက်လုပ်ပြီးပစံစုနေကြပါတယ်။လင်မယားနှစ်ယောက်လုံးအလုတ်ကြိုးစားတာကြောင့်နိုင်ဝင်းတို့လင်မယားကိုပစွန်ဆက်ရုံတက်သေးမှာကော်တောင်းမှာဆက်ရုံအစ်စ်တစ်ခုဖွင့်တဲ့အချိန်မှာလင်မယားနှစ်ယောက်လုံးကိုယာရူတိုလာစာတိုးပေးပြီးတော့ကော်တောင်းဆက်ရုံကိုရွှေ့ပြောင်းခိုင်းတာကြောင့်နိုင်ဝင်းတို့လင်မယားနှစ်ယောက်မှာဥဖိုးကုန်းကိုအကျိုးချောင်းပြောပြပြီးတော့ကော်တောင်းဆက်ရုံကိုရွှေ့ပြောင်းခဲ့ကြပါတော့တယ်။တခြားသားသမီးများမှာဥဖိုးကုန်းနဲ့ဘသူမှလာနေရဲ့အစမပြေတာကြောင့်အင်ကြီးမှာဥဖိုးကုန်းတယောက်ထဲသာကြံ့ရစ်နေခဲ့ပါတယ်။နိုင်ဝင်းတို့လင်မယားမှာတော့ကော်တောင်းမြို့မှာအလုတ်လုတ်ရင်းနဲ့ဇနီးချိုမြင့်မှာတာဦးလေးတယောက်မွေးတာကြောင့်နိုင်ဝင်းတယောက်အလုပ်ကိုငကိုကထပ်ပို့ပြီးကြိုးစားလုပ်ကိုင်နေရရှာပါတယ်။ဒီချိန်မှာပဲလူကြုံနဲ့နိုင်ဝင်းထံသတင်းစုတစ်ခုရောက်လာပါတယ်။ဖခင်ကြီးနေမကောင်းအသေးအတန်ဖြစ်နေတယ်ဆိုတဲ့သတင်းမှာနိုင်ဝင်းလည်းသူတယောက်တည်းတဝဲပြန်လာပြီးဖခင်ကြီးအခြေအနေကိုကြည့်တာတယောက်တည်းထားလို့မဖြစ်နိုင်တာမို့တခြားညီကိုမောင်နှမများနဲ့တိုင်ပင်ကြည့်တာဘယ်သူမှဖခင်ကြီးအနာမှာမနေနိုင်ဘူးလို့ဆိုလာတာကြောင့်ဆယ်ုံပိုင်ရှင်တထေးကိုပြောပြီးတဝဲပြန်ပြောင်းလာခဲ့ကြပါတယ်။ဇနီးဖြစ်သူမှာကလေးငယ်လေးနဲ့မို့အလုတ်ထွက်ခိုင်းပြီးသူတယောက်တည်းပစွန်ဆယ်ုံမှာအလုတ်ဆင်းมาတော့တယ်။ဥဖိုးကောင်ကတယောက်တည်းဖြစ်တယ်လို့စားတော့ပြီးအာဟာရချို့တဲ့ကအေးရတဲ့လဲနေခြင်းမှာပြည်စုမဲ့သူရှိပြီးစားကောင်းတောက်ကောင်းစားချိန်မှာတော့ပြန်ပြီးကြမ်းမာလာပါတော့တယ်။ဒီလိုနဲ့နေလာကြရင်2နှစ်လောက်ကြာချိန်ရောက်တော့ပြဿနာတစ်ခုပေါ်ပေါက်လာပါလေ။ထိုရမှာတခြားမဟုတ်ပါဘူး။မိသားစုတိုင်းဖြစ်လေဖြစ်တာရှိတယ်အမွေကိစ္စပါတခြားသောညီကိုမောင်နှမများကဘာစကားမှမပြောတော့ပေမဲ့လဲနိုင်ဝင်းမအကြီးနှစ်ယောက်မှာ
အဖေဖြစ်သူဦးဖိုးကုန်းကိုအနီးကပ်ပြုစုနေတာကြောင့်အင်ကိုတူးတဲ့အမွေအဖြစ်ရောက်သွားမှာဟုဆိုကမကြည်မနှက်စကားဆိုလာပါတော့တယ်ဟေးနင်တို့ကလေကလေးတယောက်ရလို့နောက်တစ်ပတ်ရနေပြီအင်ခွဲမနေသေးဘူးလားနိုင်ဝင်မစကားလေအမတို့ပဲအဖေကိုအနီးကပ်မဆောင်ရှောက်နိုင်ဘူးဆိုလို့ကျွန်တော်တို့ကိုဒီကိုပြန်ပြောင်းမိနေတာအမလည်းသိတာပဲဒီလိုဆိုရင်အဖေတည်သွားရင်လေနင်တို့ကဒီမှာပဲဆက်နေမှာလားဟမ်ဟာအမတို့များနေပြီနော်ကို့ဖေကျန်းကျန်းမာရှိနေတာကိုဒီလိုစကားမျိုးအမတို့ပါဇက်ကပြောထွက်တယ်ဟာဟေးအခုရှုံးမနောင်ရှင်ပြောစရာရှိတာပြောထားရမှာပဲနိုင်ဝင်မှာအမနှစ်ယောက်နဲ့စကားများကြပြီနော်အဖေဖြစ်သူကိုသမီးတယောက်နှစ်လစီအိမ်မှာခေါ်ထားရင်ညှိနှိုင်းလိုက်ကြပါတယ်အခုအိမ်ကိုခြံကားပိတ်ထားပြီးဘဲသားသမီးမှမနေရန်လဲသဘောတူညီချက်ပေးထားရပြန်ပါတယ်အမများမှာတဝဲမျိုးမှာကိုပိုင်အိမ်များရှိ၍နေစရာပြဿနာမရှိပေမဲ့လဲနိုင်ဝင်းမှာတော့နေစရာကိစ္စအတွက်ကောင်းပူရပါတော့တယ်ကပူရွာ၏အနောက်ဘက်10မိုင်ကဝေးတဲ့အရက်မှာစင်ကူးပြင်ဆိုတဲ့ရွာလေးတစ်ရွာရှိပါတယ်ဒိုစင်ကူးပြင်ရွာမှာဥပုပ်ကုန်းပိုင်ဥယျာဉ်ချမ်းတစ်ခုရှိနေရာနိုင်ဝင်းလည်းအမများရှိမှထိုဥယျာဉ်ချမ်းကိုကာလပေါက်စေးအတိုင်းငွေပေးချေကဝယ်ယူခဲ့ပါတယ်စုဆောင်ထားသည်များငွေကြေးလေးများမှာချမ်းဝဲရန်တုံးလိုက်ရတာကြောင့်ကုန်သွားပြီဖြစ်ရာအိမ်ဆောင်ရန်ငွေမတုံးနိုင်တော့ပါဘူးအဲဒါကြောင့်ဝါချငင်ဒနီဘိုးမြေဆိုင်အိမ်လေးတစ်လုံးဥယျာဉ်ချမ်းထဲမှာစောက်ပြီးအိမ်ပြောင်းလာခဲ့ကြပါတယ်နိုင်ဝင်းတို့လင်များအတွက်အခုကာလကအလွန်ကတ်ခဲနေပါတယ်မိမကနောက်ထပ်ကိုဝင်ရှိနေတဲ့ပြင်ပစုံဆဲအောင်မှလည်းအလုတ်ဆင်းရမဖြစ်နိုင်တာကြောင့်အလုတ်ထွက်လိုက်ရာဝင်ငွေမရှိအလုတ်မရှိတော့ပဲလက်ထဲပတ်စံကားလည်းမရှိတော့တာမို့ဖြစ်တယ်လို့စားတော့ရင်တင်မောက်ဆောက်တဲ့နေရာမှာနေစားလို့ရတာကြောင့်အလုတ်ရွေးမနေနိုင်တော့ပဲဝင်လို့ရပါတော့တယ်မနက်6 နာရီမှစားပြီးလုပ်ငန်းခွင်ရှိရာစောစောသွားရပြီးနေဝင်မိုးချုံမှသာအင်ကိုပြရောက်တဲ့နိုင်ဝင်းမှာတားငယ်လေးနဲ့ဇနီးရှိမှမောပန်းလာသည်မြရင်းညူလေးမရှိပဲမိသားစုကိုအားမငယ်ရန်သူ့လို့စူးစမ်းကမိသားစုစင်ပြေရန်စူးစမ်းနေကြောင်းအားပေးစကားပင်ဆိုနေပါသေးတယ်တမင်းကြီးတယောက်အိမ်မှာ2 လနေပြီးနိုင်ဝင်းအိမ်ရောက်လာတဲ့ဦးဖိုးကွန်းတယောက်နိုင်ဝင်းတို့မိသားစုချင်းတွေကိုမြင်ရတဲ့အခါမှာမိဘပြီးမျက်ရည်စုရှာပါတယ်ဟင်းမရှိပဲစီစမ်းစားနေရတဲ့မြင်းငယ်လေးဖြစ်ကိုမမြင်ရတာကြောင့်ကပူရွာကိုသွားပြီးအသားငါးများသွားဝယ်ပါတယ်နေလေနေကင်းစားတော့ပြီးချိန်ထွက်သွားတဲ့ဦးဖိုးကွန်းမှာသူအိမ်ရှိရာသွား၍တန်ဝစင်မကုံစွာသွားကြည့်နေတတ်ပြီးညနေဆောင်ချိန်ကပူရွာမှာအမဲသားဝတ်သားတစ်ခုမဟုတ်တစ်ခုလက်ဆွဲပြီးစင်ကူးပြင်ကိုပြန်လာတတ်ပါတယ်ကပူရွာနဲ့စင်ကူးပြင်ကြားမှာတင်းချိုင်ကုန်းတစ်ခုရှိပြီးနွားလေးလန်းကတင်းချိုင်ကုန်းနဲ့ကဲ့ရက်ဖောက်လုပ်ထားခြင်းမှာဒီနေ့ဦးဖိုးကွန်းတယောက်ခါတိုင်းလိုအမဲသားတွဲတွဲဆွဲပြီးစင်ကူးပြင်ကိုပြန်လာခဲ့ပါတယ်ခုနေ့ကတော့ကပူရွာကထွက်လာတာအနှဲငယ်နောက်ကျတာကြောင့်မောင်ကြီးပြူးစားပင်ပြူသွားပြီးဖြစ်ပါတယ်စင်ကူးရင်ရွာသွားလန်းကတော့လူသွားလူလာပြန်နေပြီးတင်းချိုင်မှာမတ်တိုင်ထိုးထိုးထောင်းထောင်းနေစားပုံမှုများကတော့တင်းချိုင်ပြီးခြုံတွေများချရှိနေပါတယ်ခွေးတုပ်ကလေနေလင်းပြောက်တာနဲ့တင်းချိုင်ကုန်းတွင်လှုပ်ရှားသွားလာရင်အစာရှာနေကြကဦးဖိုးကုန်းလက်ကလက်လက်ဆက်ဆက်အမဲသားတွေရဲ့သွေးနှံကိုလေအဝိမှာရတာကြောင့်ခြုံပုံများချပုံအောင်ကြည့်ပြီးရှာရီတများများကြာနေကြပေမဲ့ဝင်ဆွဲရတဲ့တက်တီတော့မရှိပါဘူးဦးဖိုးကုန်းသွားရလမ်းတစ်လျှောက်အမဲသားသွေးများတက်ဆက်ဆက်ကြလျက်ရှိနေပါတယ်အဲ့ဒီချိန်မှာပဲအမဲသားတွေကိုဆွဲထားတဲ့ဦးဖိုးကုန်းရဲ့လက်ကတုံကနေပြစ်သွားတာကြောင့်နောက်ကိုတစ်ချက်လှည့်ကြည့်တော့အသားတွေကိုနောက်မှလူတစ်ယောက်ဆွဲထားတာတွေ့လိုက်ပါတယ်တကူလုံးမီလောင်ကျွမ်းထားသလိုမင်းနဲ့နေတဲ့လူတစ်ယောက်အသားတွေကိုဆွဲထားခြင်းဖြစ်ပြီးထိုသူထမ်းမှအသားညောနှမ်းများရတာကြောင့်ဦးဖိုးကုန်းရင်ထိတ်ကနေခုန်မိသွားပါတယ်ဦးဖိုးကုန်းမှာသူ့အမဲသားကိုလာဆွဲသူမှာလူမဟုတ်မှန်းစိတ်ထဲကတီးလိုက်တယ်လို့နေကမိုင်းချိန်လုံးကကပူးရွာမှာအိမ်တိန်ကိုမီးလောင်ရမှာအိမ်တလုံးမီးလောင်ကျွမ်း၍မူပြီးအိမ်နေသူတယောက်မီးထဲပါသွားရာချက်ချင်းတကြိုလိုက်ကြောင်းတရင်ကိုဦးဖိုးကုန်းကြားလာရာသူ့အမဲသားလာဆွဲသူမှာထိုသူများဖြစ်မလားလို့တွေးမိပြီးရင်ထိတ်သွားမိခြင်းဖြစ်ပါတယ်ဟေးကောင်လို့စမ်းမလို့အောင်ကွာကဲဦးဖိုးကုန်းမှာကြောက်လက်နေပြီးစိတ်တူကစိတ်ဆက်တူပြီးသူမဲသားလာဆွဲတဲ့တရေကိုလက်မတောင်ဝင်းနဲ့ရိုက်ထုတ်လိုက်ရာတို့တရေကိုတောင်ဝင်းထိမှန်သွားပြီးမြဲနာကျင်နဲ့ဟမ်းမပြပဲအမဲသားကိုသာအာကုံဆောင်ဆွဲလိုက်ရာ
ဦးဖို့ကမှအမဲသားတွေရော်ကျုပ်ကိုလက်မှာရစ်ပတ်ထားတာကြောင့်ရှေ့ကိုငတ်ကအရှိန်လုံးလဲကျသွားရာလမ်းမေးကြောက်တုံးမှာနှစ်ဖူးနဲ့ထိပြီးမောက်ရက်ကြီးငိမ့်သက်သွားပါတော့တယ်။တရေကြီးမှာဦးဖို့ကုန်းလက်မှာအမဲသားတွေကိုယူပြီးတင်ကြိုင်အတွင်းဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်။ဦးဖို့ကုန်းမှာနှစ်ဖူးမှသွေးများအိုင်ထွန်းနေလျက်အလုံးမရှက်အချိန်အတော်ကြာငိမ့်သက်နေချိန်မှာတင်ကြိုင်အတွင်းညောင်မျိုးထားတဲ့ကောက်ကိုပင်ကြီးပေါ်မှာအမဲရောင်ရိပ်ကြီးတစ်ခုဆင်လာပြီးလဲကျနေတဲ့ဦးဖို့ကုန်းကိုယ်ထဲကိုတိုးဝင်သွားရာဦးဖို့ကုန်းတယောက်ခြေလက်များမလှုပ်ရှားဘဲတောင်တောင်ကြီးမတ်တက်ရက်လာပါတော့တယ်။အဖေနောက်ကျလာပြီလားဖေလမ်းမှာတခုခုဖြစ်နေတာလားဆိုပြီးလာရှာဖို့ကလေအဖေသားလေးရောက်မလာသေးလို့ဟဲနှစ်ဖူးမှလည်းသွေးတွေနဲ့အေးဘာမှမဖြစ်ပါဘူးသမီးရဲ့ရတယ်လမ်းမှာခလုတ်တိုက်ပြီးလဲလာတာအိုးတရားမသေးပါလားဖေသမီးစိတ်ထည့်ပြီးမယ်လေယောက်ျားနဲ့ရောက်ကတိမြောက်လာသေးတာကြောင့်စီမီကွက်ထုံရင်စောင်းနေတဲ့ချိုချိုမြက်ပါဥပကောနှစ်ဖူးမှသွေးကြနေတဲ့တန်ရာကြောင့်ဇင်းမုံတိမ်ပြီးပစုံအောင်တစ်ထဲကိုစုပ်ပြဲပြီးတော့ဗတ်တီစီးပေးနေစဉ်ခင်မုန်းဖြစ်သူရောက်လာပြီးအကျိုးအကြောင်းပြောပြပါတယ်တမီးငါဘိုက်စားနေတယ်ဘာစားစရာရှိလဲကျဲဦးဟင်းချက်ရှိတယ်ဖေတမီးထမင်းခူးပေးမယ်ဥပကောတယောက်ကျဲဦးနှစ်ချမ်းခွဲချက်ထားတယ်ဟင်းနဲ့ထမင်းကိုပါဇက်အပြစ်တိတ်ထင်းရင်ဘလုတ်ပလောင်စားနေပါတယ်ကျဲဦးတစ်ချမ်းကိုတလုတ်သေးပါဇက်သေးပြစ်ထည့်လိုက်ပြီးခါတိုင်းထမင်းနဲ့ငယ်ကိုပင်မကုံတဲ့ဥဖိုးကွန်းတယောက်နိုင်ဝင်းအတွက်ပါမကြအောင်ခဏခဏမဝါသေးဘူးဆိုကထဲခိုင်းပြီးတော့အားလုံးစားပြီးအိယာဝင်သွားပါတော့တယ်ကိုနိုင်ဝင်းအဖေဘာဖြစ်တာလဲမသိဘူးဒီနေ့ကျမှထမင်းတွေစားလိုက်တာရှင်အတွက်တောင်းမကြံတော့ပြန်ချက်ရတော့မယ်အေးရပါတယ်ကွာငါတို့အိမ်မှာဟင်းမကောက်လို့အဖေထမင်းမစားနိုင်တာမြင်တော့စိတ်မကောင်းဖြစ်နေတာအခုကတွင်တွေ့လို့စားတာထင်ပါတယ်စားပါစီကွာငါမစားသေးပါဘူးကြံမစားတာပေါ့အလုံးမပြန်လာပြီးရေမိုးချိုးနေတဲ့နိုင်ဝင်းမှာဒီနေ့ကုန်အလုပ်ကျန်းလုပ်ပြီးဝမ်းပိုက်ဟာကစားနေပြီမြင်လေဖခင်ဖြစ်သူထမင်းစားကောင်းနေဆိုခြင်းအတွက်ဝမ်းသာနေပြီးဇနီးဖြစ်သူချက်ပြုတ်နေစဉ်ဈေးပေါ်လေးကလေးဖွာကငိမ့်သက်ပြီးစောင့်နေလျက်ရှိပါတယ်ဥပကုံမှာနောက်တနေ့မှာအိမ်ပြေမထွက်တော့ပဲပတ်စံထုတ်ပေးပြီးချိုချိုမြက်ကိုအမဲသားစားခြင်း၍တပိတ်သားနှစ်ပိတ်သားခန့်သွားဝယ်ခိုင်းပါတော့တယ်ချိုချိုမြက်ချက်ပြုတ်နေစဉ်အငန်းများမျက်လုံးများနဲ့ဟင်းကိုကြည့်ကကြက်ပြီလားလို့မကြခဏမေးတတ်ပါတယ်ထမင်းကြက်တဲ့အခါမှာလေအမဲသားဟင်းနဲ့ထမင်းကိုအငန်းမရပါဇက်ပြည့်တိတ်ထည့်ပြီးစားရအမဲသားနှစ်ပိတ်သားမှာကုံလူနေပါဖြစ်ပြီးချိုချိုမြက်ထမထည့်ပေးရတာကြံ့ချင်းဖြစ်ပါတယ်ထမင်းမှာလေသားဖြစ်သူနဲ့သူမစားရမင်းမကြမ်းတက်တက်ပြောင်းသွားပါတော့တယ်ချိုချိုမြက်တယောက်ရောက်ကတိကုလိုစားတောက်နေတာစိတ်တွင်းမတင်ကားဖြစ်ပေမဲ့ယောက်ျားဖြစ်သူကတော့ဖွင့်မပြောဖြစ်ပါဘူးသူ့ဖေကိုစေတနာမရှိလို့မကြွေးခြင်းဟုအထင်ခံမှစိုးတာကြောင့်ဖြစ်ပါတယ်နေကင်းပိုင်းမှာဥယျာဉ်ချမ်းတွင်းမှာဘီလောပီနန်ဦးများတူပြီးပြုတ်ရာဥဖို့ကုန်းကိုစားခိုင်းရာမစားပဲအိမ်နေတာကြောင့်လှုပ်ရှားရှိတာလုံနေခြင်းနောက်ဖေးကိုရုတ်တရက်ကြည့်မိရာဘီလောပီနန်ဦးနှစ်ပိတ်သားကထဲပြုတ်ထားတဲ့အိုးနီးဆောင်ကြောက်ထိုင်ပြီးအခုံးမဲမခွာပဲအငမ်းမြစားနေတဲ့ဥဖို့ကုန်းကိုကြည့်၍ထိတ်လန့်သွားပါတယ်အကိုပြောစရာရှိလို့ကျမကိုတမျိုးတော့မထင်နဲ့တော့ဟေးလေမရခြင်းအထူးဆန်းဘာပြောစရာရှိလို့လဲကွာပြောလေဟုတ်လေအဖေကိုခုတလောတတိထားကြည့်မိသေးလားအဖေကခါတိုင်းအိမ်ထဲအောင်းနေတဲ့သူမဟုတ်ဘူးလေအခုအိမ်ထဲကအိမ်ပြင်မထွက်ဘူးတနေ့ကုန်အိမ်ရတဲ့ပဲနေတယ်နောက်စားတော့လေရင်ထက်3-4စားလောက်ပိုစားနေတယ်ကိုအော်ဒါကတော့သူကတွင်တွေ့လို့နေမှာပေါ့ကွာစားပါစေငါတို့လည်းကုသိုလ်ရတာပေါ့အဲ့လိုမဟုတ်ဘူးအခုဖေဟာလေညီမဖေလိုပါပဲခုဟာကအမေသားဆိုရင်ပိတ်တာလိုက်စားတာစမ်းဆိုရင်3-4လုံးချက်ထားတာမဝချင်ဘူးဟိုနေ့ကဆိုဘီလောပီနန်ကိုနှစ်ပိတ်တာတယောက်တည်းအကုန်စားပြစ်လိုက်တာဟေးဟုတ်ပါမလားကွာမင်းဟာကအကူကမနှက်ဆိုလို့သွားညမောင်မှပြန်လာတော့ဘာမှမသိတာအခုဖေချင်းနေမှုမမှန်တာအခုစောင့်ကြည့်စေခြင်းနဲ့အေးပါကွာနိုင်ဝင်အလုပ်တရက်နားချိန်မှာဇနီးဖြစ်သူမှ
ဦးဖို့ကုန်းမူမမှန်ဖြစ်နေသောအခြေအနေကိုပြောပြနေရာနိုင်ဝင်းမှာရုံရခက်ကြီးဖြစ်နေပါတယ်ဇနီးဖြစ်သူချိုချိုမြင့်မှာစိတ်သဘောထားကောင်းသူဖြစ်ပြီးမဟုတ်မမှန်လှုပ်ကြံပြောတတ်သူမဟုတ်ကြောင်းနဲ့နိုင်ဝင်းတည်ဆုံးပါတာရီနိုင်ဝင်းခဏလာပါအောင်ကွာအဖေခွန်နေတဲ့မိမကြီးဘာပြောမလို့လဲမသိဘူးတွားကြည့်လိုက်အောင်မယ်လင်မယားနဲ့အိမ်ရှိတစ်ပင်အောင်ကိုပြပေါ်ထိုင်စကားပြောနေကြတဲ့အချိန်ဥဖို့ကုန်းခေါ်တန်းကြောင့်နိုင်ဝင်းမှာဖခင်အိယာအနီးတွားလိုက်ရာတောင်တောင်မှာခွေခွေလေးကုန်နေတဲ့ဖခင်ကိုတွေ့လိုက်ရပါတယ်မင်းအားလုံးခိုင်းရအောင်မယ်ဒီမှာကြည့်ပါအောင်ကွာနေရောင်ထိတာအိမ်အမိုးခဏတက်ပြီးဖာထိပ်ပေးစမ်းပါကွာဟာအဖေမီးလောင်တယ်လို့တောင်ဖြစ်နေပါလားနေရောင်ထိတာရောဟုတ်ရဲ့လားဗျာဟုတ်ပါတယ်ဆိုကွာမင်းကလည်းစလားစီလားနဲ့အဲ့ဒီနေ့မုံမပေါက်ပြဲနေတဲ့နေရာမှာနေအောင်ခွက်လေးများအိယာဘော်ကိုဟိုတစ်ခွက်ဒီတစ်ခွက်ကြာနေခြင်းကိုဦးဖို့ကုန်းကနိုင်ဝင်းဖာတေးကိုင်းခြင်းနဲ့အတူသူအင်ကြီးချွတ်ပြရာမေဘူးဟမ်းမိတကယ်တော့အေးကြီးဘူးများရဲမဘော်3လေးခုထားနေခြင်းနဲ့အတူအသားပြည့်ပြည့်သူ့ဖေမှာ3လေးရက်တွင်နိုင်ယူအပြိုင်ပြိုင်ပေါ်လျက်ပိန်ချုံကြာနေတာကိုတွေ့လိုက်ရပါတယ်နိုင်ဝင်းတို့အိမ်မှာနေချိန်မှာ2လအတွင်းဦးဖို့ကုန်းမှာထူးဆန်းတဲ့အပြုအမူများမိုးမမှန်တဲ့အပြုအမူများရှိနေပါတယ်ထမင်းကိုလူနှစ်ယောက်စားခန့်စားခြင်းမကြာခဏအသားရင်စားရန်တောင်းခြင်းအသားဟင်းများနေဖို့ညစာခြံထားရင်ညဘက်ခြံထားပြီးမနက်မိုးလင်းကြည်ပါကဟင်းဟိုအတွင်းဘာမှရှိမနေခြင်းကိုချိုချိုမြစ်ကဦးဖို့ကွန်စာမန်တီးပေမဲ့လေသူယောက်ျားကိုပြောရင်စေတနာမရှိ၍ပြောတဲ့ထင်မှဆိုးတာကြောင့်ကြိတ်မိတ်မျိုးသိပ်၍သာနေရပါတယ်အဲတို့ရတွင်စိတ်တွင်းဦးဖို့ကွန်ကိုသင်္ကာမကင်းစိတ်ဝင်ပြီးတားဖြစ်သူကိုဦးဖို့ကွန်နဲ့နှစ်ယောက်တည်းဘယ်တော့မှမထားဘဲသွားလျာခေါ်ကမျက်စိယောက်ကအပြောင်မကန်ထားတတ်ပါတယ်နှစ်လပြည့်ချိန်ဒုတိယအမကဦးဖို့ကွန်ကိုလာခေါ်ရာပိန်ချုံနေတဲ့ဦးဖို့ကွန်ကိုကြည့်ပြီးအဖေဖြစ်သူကိုမကြွေးမွေး၍ပိန်နေတာဖြစ်ကြောင်းအော်ကြီးဟစ်ကျပြောဆိုကခေါ်သွားပါတော့တယ်ဦးဖို့ကွန်ရောက်ပြီးတစ်ပတ်မပြည့်မိမှာပင်ဒုတိယအမဖြစ်သူမှာအငယ်ဆုံးညီမထံကိုဦးဖို့ကွန်ကိုလာပို့ပါတယ်အိမ်ရင်းချက်ထားသမျှနေပူညစာအကုန်စားကြောင်းအသားငါးများချက်ပါကချက်သမျှအကုန်စားပြီးခြံထားသမျှလေးပျောက်ကုန်သောကြောင့်သူယောက်ျားမှာထမင်းစားမဲ့ကြံတိုင်းဟင်းမရှိတာကြောင့်သူနဲ့ပြဿနာမကြခဏဖြစ်နေပြီးလင်မယားပင်ကွဲနိုင်တဲ့အခြေအနေမှုကူညီပေးပါရဲ့ညမဖြစ်သူတန်းလာပို့ထားခြင်းမှာတတရမြောက်သမီးမှာအမပြောစကားမြုံပေမဲ့လေဦးဖို့ကွန်အိမ်ရောက်တဲ့အခါမှာဦးဖို့ကွန်စားတော့မှုကိုကြည့်ပြီးတော့မျက်လုံးပြူရပါတော့တယ်အသားရင်မချက်တဲ့နေများဆိုရင်အိမ်ကိုခြေဆောင်နေပြီးမကြေမနက်တောက်ခေါက်လျက်ရှိနေတယ်သူ့အဖေနဲ့လင်ဖြစ်သူအရက်သမားမကြခဏပြဿနာတက်ပါတော့တယ်အဲဒီလိုနဲ့ဦးဖို့ကွန်တယောက်သားကြီးနဲ့သမီးများအိမ်မှာနေထိုင်၍တလမပြည့်မီအချိန်မှာပင်နိုင်ဝင်းထံပြန်လာပို့ကြပါတော့တယ်သားသမီးများကမိဘမှုတီးခံနိုင်ပေမဲ့လေတခြားသူများဖြစ်ကြတဲ့ဇနီးခင်မောများကလက်မခံတာကြောင့်နိုင်ဝင်းထံရောက်လာကြခြင်းမှာလိုအပ်တဲ့စံစီစားများကိုသူတို့ပေးမှဖြစ်ကြောင်းနဲ့နိုင်ဝင်းတို့မှဦးဖို့ကုန်းကိုစောင့်ရှောက်ပေးရန်ပြောလာပါတယ်နိုင်ဝင်းမှာညီကောင်မောင်နှမများအားလုံးတွင်စီဝါရေးမပြေလည်ဆုံးဖြစ်ပါတယ်ဒါပေမဲ့တနေ့ချပိန်ချုံလာတဲ့ဖခင်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ခါလက်ခံထားလိုက်ပါတယ်အကိုဒီတနေ့အလုံနာလိုက်ပါလားဟေးဘာဖြစ်လို့လဲမိမရနားလိုက်ပါကိုရဲ့ညီမကိုလက်တွေ့ပြစရာတခုရှိတယ်ဘာများလဲမိမရလေမရချင်းလှုပ်ဝက်ချက်တွေနဲ့အခုပြောပြလို့မရဘူးလားဟမ်မကြခင်ကိုသိရပါလိမ့်မယ်အခုတော့ပြောလို့မရသေးဘူးကိုကျော်ချမြင့်တယောက်ညနေဆောင်မှာအိမ်မှာမွေးထားတဲ့ကြက်ဖာကြီးတစ်ကောင်ကိုနိုင်ဝင်းကိုတက်ခမ်း၍စီပြန်ဟင်းချက်နေရာကြက်သားဟင်းအနှံ့ကတိမ်လုံးကိုပြန့်နေပါတယ်ကျော်ချမြင့်တယောက်ကြက်သားဟင်းချက်ရင်ဦးဖို့ကုန်းကိုမသိမသာကိုကြည့်အားကနာမငြိမ်စွာနဲ့ရှိနေတာကိုမြင်တွေ့နေရပါတယ်ညစာထမင်းစားခြင်းဦးဖို့ကုန်းတယောက်ထမင်းကိုအနေငယ်များသာစားပြီးအိယာဝင်သွားပါတယ်ည10 နာရီကမှစီမီကွက်မိကိုညှိလိုက်ရာတအိမ်လုံးပေါင်မဲသွားပါတော့တယ်ချိုချိုမြင့်မှာတနေကုန်အိတ်ထားတာကြောင့်အိယာမှာမအိတ်ဖဲငြိမ်သက်စွာရှိနေပါတယ်ထိုချိန်မှာခြေဖွနင်းပေမဲ့လေဝါကြမ်းကင်းဖြစ်တာကြောင့်တကြွကြွမြည်တန်ထွက်လာတဲ့အတန်ထွက်လာရာခင်မုန်းဖြစ်သူကိုလှုံနိုးပြီးလေးတန်တူးတူးနဲ့ပြောလိုက်ပါတယ်အကိုအတန်မထွက်နဲ့ဖြည်းဖြည်းထပြီးတော့မီးဖို့ချောင်မီးထိုးကြည့်
ဇနီးဖြစ်သူကနိုင်ဝင်းကိုလုံလို့ပြီးလေးတန်းတူတူနားကိုကတ်တတိပေးစကားပြောရင်လက်နဲ့တမ်းပြီးပေးလိုက်ရနိုင်ဝင်းမှာဘာကိစ္စမှမသိပေမဲ့လည်းအေးကြီးကိစ္စတစ်ခုခုရှိမယ်တွေ့ပြီးအတမ်းမမီအောင်ထထိုင်ပြီးလက်နဲ့တမ်းပြီးနဲ့ဇနီးဖြစ်သူပြောတဲ့မိဖို့ကြောင့်ကိုထိုးကြည့်လိုက်ပါတော့တယ်ဟာအဖေလက်နဲ့တမ်းပြီးမိအောင်အောင်မြင်လဲရတဲ့မြင်ကွင်းမှာနိုင်ဝင်းကိုအံ့ဩကြောင်ငေးသွားစေပါတယ်ဥပကွန်တယောက်ညနေကကြံတဲ့ကြက်သားအုပ်အနီးမှာစောင်းကြောက်ထိုင်ပြီးအိုးတွင်းမှာကြက်သားများကိုအငမ်းမရနိုင်စားနေခြင်းကိုလက်ပူးလက်ချက်တွေးလိုက်ရခြင်းဖြစ်ပါတယ်ဟိုအဖေအရန်ဘိုက်စားလာလို့ထားစနေတာပါကွာအမောင်ထဲမှာစံတဝဝအဖေယာကျမ်းမောက်ကြုံနေမှဖြစ်လာအိယာကိုတားလိုက်ပို့ပေးမယ်နိုင်ဝင်းတယောက်ဖခင်ကိုလက်ဆွဲပြီးအိယာအတွင်းကိုလိုက်ပို့ပေးလိုက်ပါတယ်ချိုမြင့်မှာနိုင်ဝင်းကိုလက်ကုပ်ပြီးအိယာကိုခေါ်သွားပါတော့တယ်ဘယ်လိုလုပ်ကြမလဲကိုအဖေချင်းနေကအတော်ဆိုးလာပြီဘာဖြစ်လို့လဲကွာအဖေကအသက်ကြီးလို့တငယ်ပြန်ကျင်တာလားဖြစ်မယ်ထင်ပါတယ်ကွာမဟုတ်ဘူးကိုအဖေချင်းနေကိုကျမမတင်ပါဘူးကျမရှင်းရှင်းပဲပြောမယ်ကိုအဖေကိုဖုံးဝင်နေတာများတော်ကွာနေစကားဒီမှာနေရဲ့ငါလည်းများပြဿနာမဖြစ်ချင်ဘူးဟာနိုင်ဝင်းမှာဇနီးဖြစ်သူပြောစကားကြောင့်ဒေါသပေါက်ကွဲသွားပါတယ်ချွမြင့်တယောက်ပြောလက်စားစကားကိုပင်စောင်းအောင်မပြောလိုက်ရပဲလင်မယားပြဿနာဖြစ်နိုင်တဲ့အခြေအနေမှုငြိမ်နေလိုက်ရပါတယ်ဒေါ်ချိန်မှာပင်အိယာပေါ်မှာကြံခဲ့တဲ့သားဖြစ်သူရဲ့ဆူရှာစွာအော်ငူတန်ကြောင့်လင်မယားနှစ်ယောက်အိမ်မော်ကိုစိုးရင်ကြီးပြည့်တက်သွားရင်နိုင်ဝင်းကလက်နဲ့တံမီနဲ့ကလေးကိုမီးထွန်းကြည့်လိုက်ပါတယ်အမလေးဟာငါသားလေဟာအဖေဘာလုပ်တာလဲခလေးလက်နာနေပြီလွတ်လိုက်ဖေလွတ်လေဗျာကဲကွာကဲနောက်ဆိုရင်ကျုပ်သားနောက်လုံးဝမကတ်နဲ့ဖေလက်နဲ့မီးအောင်အောက်မှာမြင်လဲရတဲ့မြင်ကွင်းကသေးပြက်စရာအခြေအနေတစ်ခုပါလက်နဲ့ကြောစားသားငယ်လေးလက်ကဝတ်နှစ်ဖက်ကိုလက်နှစ်ဖက်နဲ့စုပ်ကိုင်းပြင်းညစ်ထားတဲ့ဥဖိုးကုန်းကိုတွေ့လိုက်ရပါတယ်ကလေးမနာကျင်လို့အတန်းကုန်းချစ်အောင်ငိုနေတာပါဥဖိုးကုန်းမျက်လုံးများမျက်စံနဲ့ပြောက်လျက်မျက်သားဖြူကြီးများရှိနေကလင်မယားနှစ်ယောက်စိုးရင်တကြီးတားမြစ်ဟန်တားခြင်းကိုအရေးမလုပ်ဘဲကလေးလက်ကိုသာမလွတ်တမ်းတင်းကျပ်စွာညှစ်ထားပါတယ်ချွမြင့်မှာတားငယ်ဖြစ်ကြောင့်သူပါငိုယူကဥဖိုးကုန်းလက်ကိုလင်မယားနှစ်ယောက်ဆွဲပြုတ်ကြပေမဲ့လည်းမရပဲရှိနေရနိုင်ဝင်းမှာတားစောကြောင့်ဖခင်လက်တစ်ဖက်စီကိုဓာမီနဲ့အာကုံလွှဲရိုက်ချလိုက်ပြီးရင်ဘက်ကိုစောင့်တွန်းလိုက်ရမှဥဖိုးကုန်းနောက်ကိုလန်ကျသွားပါတယ်နိုင်ဝင်းမှာနာကျင်မှုကြောင့်ငိုနေတဲ့တားငယ်လေးလက်နှစ်ဖက်ကိုကြည့်ရရဲနီလျက်ရှိနေရဒေါသနဲ့ဥဖိုးကုန်းကိုပြောဆိုမိလိုက်ခြင်းမှာချွမြင့်ကတော့ငိုနေတဲ့သားဖြစ်သူကိုရင်ဝင်နဲ့ထဲ့မြူချော်နေလျက်ရှိပါတယ်တညလုံးဆေးပလိုက်ဖွာရင်မအိပ်ဖဲနဲ့နောက်တနေ့မှလည်းနိုင်ဝင်းတယောက်အလုံးမစင်းပဲရှိနေပါတယ်မင်းတို့သားမိတွေမင်းမိပါလေစီခဏတစ်ဖြုတ်သွားနေကြကွာအကူကဘာလို့မလို့လဲအဖေချင်းကအနေရှိလာပြီလေဒီတော့ဘာလဲဆိုတာသိအောင်လုပ်ရမယ်ချွမြင့်ကိုမိဘများရှိရာမြို့တဲကိုတားငယ်နဲ့သွားနေရန်နိုင်ဝင်းလိုက်ပို့ပေးပါတယ်ချွမြင့်မှာမင်းညာကကြုံခဲ့ရတဲ့တားငယ်ဖြစ်ကြောင့်မိဘထံသွားနေရန်မငင်းဆန်ပေမဲ့လေခင်မုန်းဖြစ်သူကိုစိတ်မချစွာတတိထားနေရန်တွတ်မှားချနေပါတယ်နိုင်ဝင်းအိမ်ပြန်ရောက်ချိန်မှာဖခင်ကြီးအခန်းဝင်ကြည့်ရာညာအဖြစ်ကိုသူမသိသေးလားကွဲကွဲလေးအိမ်နေချောင်းတွေ့ရပါတယ်နိုင်ဝင်းမှာဖခင်ကဒေါသနဲ့ပြောဆိုမိတာကိုခွင့်လွန်ရန်စိတ်အတွင်းမှာပြောဆိုတောင်းပန်နေမိပါတယ်နိုင်ဝင်းဟဲ့နိုင်ဝင်းမမြမေမလာစဘူးလက်မလေးဟင်းခွက်တွေနဲ့ဘာဖြစ်လို့လဲနေဖေအိမ်မှာရှိတယ်မလားရှိတယ်အိမ်နေတယ်ဗျအဖေနဲ့တွေ့ကြင်လို့လားနှိုးပေးရမလားမနှိုးနဲ့နေကိုပြောစရာရှိလို့မနေ့ညနေကငါသားငယ်ကောင်အကောင်းကြီးရနေတငုံတရီနဲ့တရေပူးလို့ဖြစ်နေတာအဲ့ဒါရွာတွေကနတ်ဆရာမငွေပူကိုခေါ်ပြတော့နေအဖေကိုအသားတပိတ်တာသွားကြွေးရမယ်တဲ့တကယ်လို့မကြွေးရင်ဓာတ်ထက်ဆိုးသွားမယ်တဲ့ကြွေးပါမယ်ဂရီပေးမှာအကောင်းတိုင်းပြက်ဖြစ်သွားတာဟုတ်ရဲ့လားဗျာ
မဟုတ်ပဲပြောပါမလားကွယ်ပတ်ဝန်းကျင်ကုန်သိတယ်ဘာလို့မင်းဖေကိုအသားကျွေးခိုင်းတာလဲငါလည်းမတွေးတတ်ဘူးရော့ဝတ်ပေါ်တာနဲ့ဝတ်သားချက်လာတယ်မင်းဖေကိုကျွေးပြအောင်ကျွေးလိုက်အောင်ကွယ် နိုင်ဝင်းမှာမမြမေသားတရေဝင်ပူခံရပြီးဖခင်ကိုအသားကျွေးမှပြန်ကောင်းမယ်ဆိုတဲ့စကားကိုနားမလည်နိုင်ဖြစ်ရပါတယ်ဝတ်သားရင်ကိုအိမ်ပြင်တခြားနေရာတွင်ဝတ်ထားခဲ့ပြီးရွာထဲဘက်ရှောက်လာရင်ဘုန်းကြီးကျောင်းအတွင်းဝင်လိုက်ရာသူနဲ့ခင်တဲ့ကပ္ပိယဦးတန်လုံးတယောက်ကျောင်းဝင်အတွင်းတပြက်စီးလဲနေတာကိုတွေ့လိုက်ပါတယ်ဟာနိုင်ဝင်းအခုမှပဲတွေ့တော့တယ်ကွာအလုံးစင်းနေလို့မအောင်ဖြစ်နေတာဦးလေးဒါနဲ့မင်းအဖေရောနေကောင်းထိုင်ကောင်းရှိတယ်မို့လားအဖေကိစ္စကြောင့်ပဲခေါင်းကိုက်နေရတာပါဦးလေးရဲ့ဟေးဘာဖြစ်လို့လဲကွာကျောင်းချံဝင်းတွင်တစ်ပင်ကြီးတပင်အောင်ခုံနှမ်းမှာထိုင်ပြီးကပ္ပိယကြီးနဲ့စကားစမြည်ပြောရင်းနိုင်ဝင်းကသူ့ဖခင်ဖြစ်ပြတဲ့အခြေအနေကိုမချွင်းမချမ်းပြောပြလိုက်ပါတော့တယ်နိုင်ဝင်းရေမင်းအဖေအခြေအနေကိုငါမတင်ငါဘူးကွာဟိုဘယ်လိုမျိုးမတင်ငါတာလဲဦးလေးမင်းစိတ်တော်မစိုးနဲ့ကွာမင်းအဖေကိုဖုတ်ဝင်ပူးနေတယ်လို့ငါထင်တယ်ဗျာဖုတ်ဝင်ပူးနေတယ်ဟုတ်လားဦးလေးအေးနိုင်ဝင်းပိုသေးကြသွားအောင်မင်းပြန်ရင်ဩဇာရက်တွေခူးသွားပြီးတော့မင်းဖေမသိအောင်သူအိမ်မဲ့အိယာအောင်မှာအတက်တရွက်ပြောင်းပြန်တရွက်9ရွက်စီဖြာအောက်ထဲထားကြည့်တကယ်ဖုတ်ဝင်နေတာမှန်ရင်မင်းဖေအဲ့ဒီအိယာပေါ်လုံးဝအိတ်လို့မရဘူးဆရာတော်ဝေယဝစ်စာလုပ်ပြီးရင်နေ့လေပိုင်းငါလည်းတစ်ခေါက်လာကြည့်ပေးပါမယ်ကွာနိုင်ဝဲမှာကပ္ပိယကြီးစကားကြောင့်သူ့အဖေချင်းလေးကိုစိုးရင်သွားပြီးကျောင်းဝင်းအတွင်းဩဇာပင်မှဩဇာရွက်များခုကအိမ်ပြန်လာခဲ့ပါတယ်အဖေထမင်းစားရအောင်ဗျဟင်းကဒါပဲလားမြမေအိမ်ကအသားဟင်းလာမပူဘူးလားကွာဟိုမမြမေအိမ်ကဟင်းလာပူတာအဖေကဘလို့လို့သိတာလဲနောက်ရင်မှဖခင်ကိုစမ်းတက်လို့ရလာပိုးတဲ့ဟင်းကိုထုံမကျွေးပဲဝတ်ထားရာဦးဖိုးကုန်းပြောလာတဲ့စကားကြောင့်အံ့ဩစွာပြန်မေးလိုက်ရာဦးဖိုးကုန်းကမသိတယ်လို့လုံနေပါတယ်ဝတ်ထားတဲ့ဝတ်သားဟင်းကိုဦးဖိုးကုန်းကိုထုတ်ကျွေးရာဦးဖိုးကုန်းကငမ်းမရတပြက်ပြက်မြေအောင်စားတော့နေစဉ်နောက်ဝင်းမှာထမင်းစားပွဲမှာအသာထားလာပြီးဦးဖိုးကုန်းအိယာအောက်ဩဇာရွက်9ရွက်အတက်တရွက်ပြောင်းပြန်တရွက်9ရွက်ထည့်ထားလိုက်ပါတယ်ဦးဖိုးကုန်းတယောက်ဝတ်သားတပိတ်သားကိုတယောက်တည်းစားတော့ပြီးအိယာတို့ပြန်သွားချိန်မှာနောက်ဝင်းမှာရင်ထိတ်ထိတ်နဲ့အချင်းလေးကိုမသိမသာခိုးကြည့်နေလျက်ရှိပါတယ်အမလေးပူလိုက်တာအဖေဘာဖြစ်လို့လဲမေအရာကိုဘာလုပ်ထားတာလဲပြောစမ်းဟုတ်မလုပ်ပါဘူးဖေရဘာဖြစ်လို့လဲငါမသိဘူးမထင်နဲ့ဟဲ့ကောင်မင်းလောက်ထားတာလေမင်းပြန်ဖယ်ပေးနော်ငါဒေါသထွက်လာပြီဘာမှမလုပ်ပါဘူးဆိုဖေရယုံချင်အောင်မယုံချင်လည်းမတတ်နိုင်ဘူးဗျာအေးရပါလဲချလိုက်တဲ့ဦးဖိုးကုန်းတယောက်ကြောကုန်းကိုမီးဆွဲတယ်လို့မိကိုထွက်ပြီးအသားညော်နှံများထွက်လာ၍လာကျင်စွာအော်ဟစ်ကအခန်းတော်မှာကုံရင်လာမေးတဲ့နိုင်ဝင်းကိုဒေါသတကြီးပြောဆိုနေရာနိုင်ဝင်းလည်းသူ့ဖေအချင်းနေမဟန်မှန်သိရပြီးမို့စကားခမမပြောရင်အောက်ကိုဆင်းလာခဲ့ပါတယ်ခြံဝင်းမှာကိုပြမထိုင်ပြီးဘာလို့ရမှာကိုတွေးမရတာကြောင့်ဈေးဘွက်လိတ်ကိုတာနာဖိဖွာလိုက်ပါတယ်ထိုချိန်မှာပင်ကပ္ပိယကြီးဦးတန်လုံးရောက်လာပါတယ်အခြေအနေဘလို့လဲနိုင်ဝင်းစမ်းပြီးပြီလားထူးတယ်ဦးလေးအခြေအနေကအတော့ကိုထူးဆန်းနေတာနိုင်ဝင်းတယောက်အစောကဦးဖိုးကုန်းအခြေအနေကိုကတ်တိုးတိုးပြောပြလိုက်ရာကပ္ပိယကြီးမှမျက်လုံးပြူသွားပါတော့တယ်နိုင်ဝင်းကိုချမ်းပြင်းလက်ကုပ်ခေါ်ရင်မှအိမ်နဲ့ခက်ဝဲဝဲရောက်တဲ့အခါမှာမင်းအဖေဖုတ်ဝင်နေတာတေးကြသွားပြီနိုင်ဝင်းကျွန်တော်ဘာဆက်လို့ရမလဲဦးလေးအားမင်းတဘောတူရင်ကပူရွာမှာအတော်စွမ်းတဲ့ဆရာတယောက်ရှိတယ်သူ့ကိုသွားပင့်ခိုင်းပြီးဖုတ်ထုတ်ခိုင်းရမယ်ဦးလေးပဲကောင်းတယ်လို့ကြည်စီစဉ်ပေးပါတော့ဗျာကပ္ပိယကြီးကသူ့ဖေကိစ္စကိုညီပေးရင်နိုင်ဝင်းကလွဲအပ်လိုက်ပါတော့တယ်နေရာသားကပူရွာသို့ဘယောကဆရာသွားခေါ်ရာကံကောင်းထောင်းမစွာနဲ့အိမ်မှာတွေ့ရတာကြောင့်အကျိုးကြောင့်ရှင်းပြ၍အိမ်ကိုခေါ်လာခဲ့ကြပါတယ်
မတက်နဲ့အိမ်မော်ကိုတက်မလာနဲ့ဆရာလိုဘာလိုအကောင်ခေါ်လာကြတာပေါ့အားလုံးတည်သွားမယ်ဘာမှမကြောက်ကြနဲ့အိမ်မော်တက်ကြ ပြောကဆရာနဲ့နိုင်ဝင်းတို့အိမ်သားရောက်ပြီးအိမ်မော်တက်ခါနီးမှာဖနှောက်ပေါင်းလိုက်မှုကြောင့်ဝါကြငင်များကျိုးပြီးဒိန်လုံးတိတ်တိတ်ခါတုံသွားခြင်းနဲ့အတူဥပုကုန်း၏လေချောင်းတန်အောရှာရှာဖြစ်ချင်းချောက်တန်ကြားလိုက်ရခြင်းကြောင့်ခြေလန်းတုံဆိုင်သွားကြကုန်ပါလေပြောကဆရာမမကြောက်ရန်အိမ်မော်တက်ရန်အားလုံးကိုပြောပြီးဘုရားရှင်အောက်မှာနိုင်ဝင်းထမ်းလာတဲ့အုံပွဲငပြောဝဲချကဘုရားရှင်မော်အမွေးနန်းသားတိုင်များထွန်းညှိပူဇော်လိုက်ပါတယ် ဦးဖိုးကုန်းကိုမာကတ်နေတယ်မကောင်းဆိုးဝါကိုအထမဆရာကြီးတွေရဲ့အမိတ်အာဏာနဲ့စင့်ခေါ်တယ်အခုကြောက်ရှေ့ကိုလာဖို့ခေါ်တယ် မင်းကများရာဆဆငါကိုခေါ်တယ်တတိရှိရင်မင်းကိုယ်တိုင်လာခဲ့စမ်း ဥပုကုန်းကအိမ်ထဲမှာထွက်မလာပဲလေချောင်းတန်အော်ကြီးနဲ့ပြန်လှန်အော်ဟစ်နေခြင်းဖြစ်ပါတယ် ဒီဖုတ်ကဒေါ်တန်ဖုတ်မျိုးတော့မဟုတ်ဘူးဖုတ်ဘရင်ဖြစ်ဖို့များတယ်သူ့ဘောခေါမိုးကဓဏိတွေကိုခွာချလိုက်နိုင်ဝင် ဘယောကဆရာစကားကြောင့်နိုင်ဝင်းမှာအိမ်ရောက်ဆင်းပြီးအိမ်မေးမှလေကားထောင်ကားဥပုကုန်းအိမ်ရအခန်းခေါင်မိုးပေါ်တက်၍ဓဏိများကိုဆွဲဖြုတ်လိုက်ပါတယ် အမလေးပူတယ်နေအောင်ကဥပုကုန်းအခန်းသို့ကြလာရာနေအောင်ထိတဲ့အသားမှာမီးလောင်သလိုအသားညော်နေများထွက်ပြီးဥပုကုန်းမှာအော်ဟစ်ကနေအောင်မကြတဲ့အမိုးအောက်ပြေးလာတဲ့အချိန်ပြောကဆရာမတေဝင်ပတိကိုထုတ်ပြီးဥပုကုန်းလေပင်ကိုဆွတ်ချလိုက်ပါတော့တယ်ဥပုကုန်းတယောက်နာရကြီးရဲ့တေရကြီးရဲ့အော်ကကျမ်းမြေမှာလူလိုက်နေပါတော့တယ်ပြောကဆရာမမြေသူမြေဝါမေးတီကိုအစပထမဒေါသကြီးစွာနဲ့ပြေးဆွရန်ညှင်းဆန်နေပေမဲ့လည်းတေဝင်ပတိလေပင်မှာအစွတ်ခံထားရ၍နာကျင်စွာအော်ဟစ်နေရသလိုရွှေထီးဆောင်ပြီးပြေးရည်ကိုဩဇာကပ်ဖြစ်ပြောကဆရာကဖြန်းတောက်နေရာနောက်ဆုံးမှာလေးတန်းပျော်သွားပါတယ် ပြောစမ်းဒီလူကိုတဲ့ဘလို့ဝင်နေတာလဲ ပြောပါမယ်ပြီးရင်တော့ခွင့်ပြုပါနာလို့ပူလို့တေးပါတော့မယ်အမေသားတွေနဲ့တင်းချိုင်ဘေးကဒီလူဖြတ်သွားခြင်းမီးလောင်မီးဒီလို့တရက်ဖြစ်နေတဲ့တရေတကောင်ကအသားကိုဝင်လူတာဒီလူလဲကြပြီးအသက်ပြောက်သွားလို့ဒုက္ခနာကိုမိခိုပြီးစားတောင်းနေတာပါဒီလူသေးသွားတာကြပါပြီ အေးနောက်ဘသူကမှနှောက်ရှက်တဲ့အတန်မကြားချင်ဘူးကြားလားအေးကြားရင်ငါနဲ့တွေ့မယ်မင်းလိုရသွားနိုင်ပြီ ပြောကဆရာမဥပုကုန်းလေပင်မှာတေဝင်ပတိကိုဆွဲဖြုတ်ပေးလိုက်ပြီးစောင်းထားတဲ့ရွှေတီးကိုဖယ်လိုက်တဲ့အချိန်ဥပုထွန်းတယောက်မမတ်ကြီးဘိုင်းကနေလေးကျသွားပါတယ်ဥပုကုန်းရုပ်လောင်းမှာလဲကျပြီးခဏတွင်းအသားရည်များပြောကြလာကအပုပ်နှံများမခံမရက်နိုင်အောင်ထွက်လာတာကြောင့်ကပ္ပိယကြီးမှာရွာလူကြီးများကိုအကျိုးကြောင့်ပြောပြ၍ချက်ချင်းတကြုံရန်စီစဉ်လိုက်ရပါတော့တယ်နောက်ဝင်းမှာလေဖခင်ကြီးအလောင်းမိတကြုံနေသည်ကိုကြည်ရင်ဖခင်ပေါ်ရိုင်းဆိုင်စွာပြောဆိုမိတာများကိုခွင့်လွှတ်ပါရန်တောင်းပန်လျက်နဲ့ရှိနေပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါချက်စပေါင်းမှညီငယ်လေးတယောက်ပြောပြလာတဲ့သူ့ဖိုးရဲ့ဖြစ်မှန်ဇလန်းလေးတစ်ပုဒ်ဖြစ်ပါတယ်ထိုကိစ္စများဖြစ်ပွားခြင်းကသူ့တမ6နှစ်အရွယ်သားရှိသေးပြီးအခုအသက်ကတော့23နှစ်ကျော်ပြီမို့ထိုဖြစ်ပြမှာလွန်ခဲ့တဲ့16နှစ်18နှစ်အချိန်ကအမှန်တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရတစ်ခုဖြစ်ပါတယ်မြို့မြေရွာမြေကိုမလွဲပြောင်းပဲရေးသားထားခြင်းဖြစ်ပြီးတော့လူနာနာမည်များတချို့သောအကြောင်းအရာများမှာတက်ရှိထင်ရှားရှိနေသေးသောကာယကံရှင်များကိုထိခိုက်မှဆို၍နာမည်လွှဲပြောင်းခြင်းဖြစ်ပါတယ်တချို့မလိုအပ်တဲ့အကြောင်းအရာများကိုခြံလက်ရေးသားဒီမှာပဖြစ်ရမှန်ဇလန်းတစ်ပုဒ်ဖြစ်ပါကြောင်းပြောကြရင်နဲ့ညီကုန်းချုပ်ပြစီဗျာဟုတ်ကဲ့ပါခင်ဗျာခုနားဆင်ခဲ့ရတဲ့ဇလန်းကတော့စာရေးသူမြို့ကိုအလင်ကရေးသားထားတဲ့ဖြစ်ရမှန်ဇလန်းကောင်းတစ်ပုဒ်ဖြစ်တဲ့
ဖောက်ဘရင်ဝင်ပူးခံရသူဆိုတဲ့ဇလံပဲဖြစ်ပါတယ်ဒီဇလံကိုနားဆင်ပြီးတော့အားလုံးပဲအကြိုက်တွေ့ကြမယ်လို့ယုံကြည်မျှော်လင့်မိပါတယ်အခုလိုမျိုးပရလောကအဖြစ်မှန်ဇလံကောင်းများစွာနဲ့အတူစိတ်ဝင်စားပွဲကောင်းလာတဲ့ဇလံများကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့မြန်မာ Top Entertainment Channel လေးကို Like and Subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာကျွန်တော်လူပြိုကြည်ပါ